အခုလူဖြစ်နေတာဟာအမတန်ခဲခဲရင်ရထားတဲ့အတွက်ကြောင့်နောင်လူဖြစ်တာကိုထဲမတွက်နဲ့အခုလူဖြစ်ပြီးတော့အခုသာသနာနဲ့ကြုံနေတာကိုလက်ထဲရနေပြီလို့မှတ်နောက်ကမမျောနဲ့တော့နောက်ကပုံမချနဲ့တော့ဘာဖြစ်လို့လဲတဲ့လူဘဝဟိုဘက်မှာပြန်ဖတ်ဆယ်လို့မရဘူးသမုဒ္ဒရာကိုဖြတ်သွားတဲ့လင်းမြန်ကအဲ့ဘဝကနေပြီးတော့ဘောလုံးလေးတစ်လုံးပြစ်ချလိုက်အဲ့နိုင်ငံကိုရောက်မယ်ရောက်ပြီးအဲ့နိုင်ငံကနေသင်္ဘောနဲ့လာရှာတွေ့ပါမလားမတွေ့နိုင်ပါဘူးဖေ။ရှိတော့မရှိဘူးလားရှိပါတယ်ဖေ။အေးအဲ့ဒီလိုကြီးပဲအဲ့လောက်လေးပဲဥပမာနဲ့ပြောတတ်တယ်နောက်ဘဝရောက်သွားရင်ဒီလူဘဝနဲ့ပြန်ကြုံဖို့သာသနာနဲ့ပြန်ကြုံဖို့ဆိုတာလိုက်ရှာလို့မရတော့မဖြစ်နိုင်တော့ဘူးဖြစ်နိုင်တော့ခဲရင်းနေပြီလို့အဲ့ဒါကိုဦးစင်းကယောဂီတွေကိုလေးလေးနက်နက်သိစေချင်တယ်အခုငါသာသနာကြုံနေပြီငါအခုလူဖြစ်နေပြီအခုကျင့်အခုရနေတဲ့အချိန်မှာငါအခုဘာလုပ်နေလဲငါဘဝရဲ့အဖြစ်ဟာဘာလဲအဲ့ဒါကိုတော့ခေါင်းထဲထည့်ပြီးစဉ်းစားမျောမနေနဲ့အချိန်ကြီးဖြုံးမနေနဲ့သူများလေလွင့်သလိုကိုလျှောက်လေလွင့်နေဟေးလာလာသူများလုပ်သလိုကိုမလုံးနဲ့အချိန်ကြီးမဖြုံးနဲ့တအားတန်မှုရှိနေတယ်နံပါတ်1အထက်နေပေါင်းအောက်လုံအောင်ဖုံးသီလပဲလုံအောင်ထိန်အောင်ထိန်တပတ်ကိုဒိဋ္ဌာနဲ့ထိန်မလားတစ်လကိုဒိဋ္ဌာနဲ့ထိန်မလား6လကိုဒိဋ္ဌာနဲ့ထိန်မလား5ပါးသီလကိုနိုင်အောင်ထိန်မဖြစ်မနေကိုလုပ်ရမယ်ဒီအချိန်မှာတို့ဒါပဲလုပ်ရမှာနော်ဘယ်ဘုံမသီလပေးတဲ့ဘုံကြီးလည်းမရှိဘူးသီလစောင့်တည်လို့လည်းမရဘူးတို့လူဘုံမှာပဲရတာ10ရက်အဋိဌံဆိုတော့10ရက်အဋိဌံလိုက်နောက်တစ်ခါ10ရက်အဲ့လိုလီသွားရင်တော့အားကောင်းလာအဲ့တော့သီလကိုလုံးအောင်မဖြစ်မနေထိန်းကြပါလို့ရုပ်တည်နာနေမက်တွေဖို့တွေခဏဘေးချိတ်တာသီလလုံးအောင်ထိန်းပါအဋိဌံနဲ့ကို10ရက်တပတ်15ရက်တလအဲ့ဒီလိုနေ့စဉ်5ပါးသီလလုံးအောင်ငါဒီနေ့တရဏုံနဲ့5ပါးသီလယူတယ်ယူပြီးတဏီကုံအိယာတဲ့ဝင်တဲ့အထိလုံရမယ်နောက်နေ့မိုးလင်းရဏ3ပါးနဲ့5ပါးသီလယူမယ်အဲ့နေ့တနေ့လုံး5ပါးသီလကိုတတိနဲ့ကိုထားပြီးတော့မကျူးလွန်အောင်ထင်ရနံပါတ်1ကတော့ခုနဒါနကတော့ထားကိုလှူနိုင်လှူမယ်မလှူခြင်းမလှူဒါပဲနဲ့လှူနိုင်သလောက်တော့လှူရမယ်တရားရှိရင်တကြလှူပေါ့ဗျာသဘောဒါလည်းဦးစင်းပြောပြီးလှူတယ်ဆိုတာယူတာပဲကိုလှူတာကိုယူတာကိုစောင့်တာကိုဖြောင်းတာကိုပွားတာကိုလွတ်တာပဲကိုတွဲကြည့်ပဲအဲ့ဒါကြောင့်ဒါနကတော့ကိုအောင်ကြမဲ့နေရာစေတနာရှိတဲ့နေရာမှာနော်နိုင်တယ်လို့တရားပြတ်ပြီးတော့ငါတကြက်ပြတ်နေတကြက်လှူလိုက်ကို့မှာဒေါ်လာ3သိန်းရှိနေပြီနဲ့$1ပဲပြတ်တယ်ဆိုရင်$1ပဲပြောင်းလှူလိုက်စေတနာပြတ်ထမ်းပြီးတော့ဆိုတာဒါကိုပြောတာပြတ်သားစေတနာနဲ့လှူရမှာအဲ့ဒါလေကိုယ့်အတွက်ပဲလူဘဝမှာပဲလှူလို့ရမှာနောက်ဘဝမှာလှူလို့မရဘူးဒါလည်းမမေ့နဲ့ကျန်တာကတော့ဘာဝနာပေါ့ခုနဥစဉ်ပြောသလိုစားတဲ့ခါမှာပဲဖြစ်ဖြစ်ယူတဲ့ခါမှာပဲဖြစ်ဖြစ်မလစ်အကျင့်ပါအောင်လုပ်ပေးအကျင့်မပါလို့အကျင့်မပါတာအကျင့်ပါအောင်လုပ်ရင်အကျင့်ပါသွားရောကျင့်ပါများရင်အကျင့်ပါသွားရောမကျင့်လို့အကျင့်မပါတာအဲ့တော့မိုးလင်းပြင်းတာတစ်တာနဲ့ဘဝရကိုမပိုင်နဲ့ဘုံစားတွေစားရတဲ့ဘုံတို့ကြီးကံယုတ်ကြီးငါဆေးကြောရပါလားဒီယုတ်ကြီးကမตาယုတ်ကြီးမตาမှုတွေပဲပြုလုပ်နေပါလားလို့အဲ့စိတ်ကလေးနဲ့နေပြီးမျက်နှာတက်လိုက်ပါယူရဲပေါက်တဲ့ခါလဲသူများ
အသားတွေစားအရွက်တွေစားပြီးခန္ဓာထဲထက်မွေးတဲ့ကျင်နဲ့အရသာတွေနဲ့စားတော့ပြီးထွက်လာတာမသာတဲ့အလုပ်ကြီးမသာမှုတွေထွက်လာတယ်။ဒီယုတ်ကြီးကမသာမှုကိုပြုလုပ်တတ်တဲ့မသာယုတ်ကြီးပါလား။ဘဝရငါဘာလို့ရတဲ့ဘဝကြီးဆေးကြောပြီးကျွေးမွေးပြီးနံအောင်လို့ပေါ့အောင်လို့အဲ့လှုပ်တတ်တဲ့ဒီယုတ်ကြီးရဲ့ကိုသွန်ပေးစွန့်ပေးဆေးကြောနေရတာပဲလား။ဒီသဘောတရားတွေအဖြစ်ငါလှုပ်တာလည်းမဟုတ်ငါကိုယ်လည်းမဟုတ်ပါလား။ကံတရားဆောက်တဲ့ခန္ဓာပါလား။အဲ့ဒီလိုလေးဆင်းချင်းမေ့ကိုမသွားနဲ့စားလာပြီရုပ်တရားကြီးဖောက်ပြန်လာပြီစားလောင်လာပြီဒီကံတရားကကံကုန်တဲ့ထိအောင်နေဖို့အတွက်အာဟာရဆက်ပြီးမှအသက်ရှင်မှာကံကုန်မှာကံကုန်တဲ့အချိန်ရောက်ဖို့အတွက်အထောက်ပံ့လိုတဲ့တောင်ကံတရားကပဲလှုံ့ဆော်လိုက်တာလအနတ္တသဘောပါလားကံရဲ့သဘောပါလားငါသဘောမဟုတ်ပါလားငါသဘောဆိုဟဲ့မစားနိုင်ဘူးပြောလို့ရမှာပေါ့အခုစားလောင်လာတဲ့သဘောဒီကံတရားကြီးလှုပ်ဆော်မှုကြောင့်ဖြစ်တဲ့တရားပါလားသဘောပါလားဖောက်ပြန်မှုပါလားငါကိုယ်မဟုတ်ငါမဟုတ်ပါလားဒီလိုဆင်းခြင်းမှာကာယ ानु ပဒနာတွေဦးဇင်းဟောထားတယ်အားဒါလူပြည်မှာပဲရမှာမသေးခင်အားရလို့ပွားအဲ့ဒါနီးထိုင်သွားရင်လာရင်အိမ်စားရင်နဲ့ပွားလို့ရတဲ့တရားနဲ့ပွားပြီးတရားနဲ့နေတရားနဲ့စားတရားနဲ့ယူတရားနဲ့ပေါက်ပြီးတော့အဲ့ဒါကိုအကျင့်ပါအောင်ကျင့်ပါလို့ဦးဇင်းကတိုက်တွန်းတယ်